ဖူးခက်ရှိမြန်မာလူဦးရေ2သိန်းကျော်သွားပြီဖြစ်၍ကလေးအမြောက်များမွေးဖွားခြင်းကြောင့်လူဦးရေဆက်တိုက်တိုးပွားလာမှုအပေါ်လူမှုအတိုင်းဝိုင်းကစိုးရိမ်နေထိုင်းနိုင်ငံ၏လူမှုဖူလုံရေးစနစ်ကိုထိခိုက်နိုင်ပါသလားဖူးခက်ပြည်နယ်ရှိရွှေပြောင်းလုပ်သားရေးရာကိစ္စသည် Phuket Times Facebook စာမျက်နှာ၏ဖော်ပြချက်အပြီးတွင်တကြော့ပြန်စိတ်ဝင်စားမှုမြင့်တက်လာခဲ့သည်အဆိုပါဖော်ပြချက်အရလက်ရှိတွင်ဖူးခက်ပြည်နယ်၌တရားဝင်နေထိုင်နေသောနိုင်ငံသားရွှေပြောင်းလုပ်သား138သူမြ9နှစ်ဦးကျော်ရှိပြီးအများစုမှာခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေးနှင့်အထွေထွေလုပ်သားကဏ္ဍတို့တွင်အဓိကမောင်းနှင်အားဖြစ်သည့်မြန်မာနိုင်ငံသားများဖြစ်ကြသည်တစ်ချိန်တည်းမှာပင်တရားမဝင်စနစ်ပြင်ပါလုပ်သား340ဦးခန့်ရှိနိုင်ကြအောက်ခံမှန်းထားသဖြင့်စနစ်တွင်းနှင့်စနစ်ပြင်ပါလုပ်သားစုစုပေါင်းအရေအတွက်မှာ245သူမြကျော်အထိရှိနေသည်ထိုအချက်လက်များအရမြန်မာရွှေပြောင်းလုပ်သားအများစုသည်ထိုင်းလူမျိုးများနှင့်နှိုင်းယှဉ်လျင်ပြည့်မြမိသားစုဝင်ဦးရေပိုမိုများပြားသောနှုန်းရှိသဖြင့်အဆိုပါဒေသတွင်လူဦးရေဆက်တိုက်တိုးပွားလာမည့်အလားအလာရှိနေသည်နင်းတို့အနက်အချို့မှာအစိုးရဆေးရုံများတွင်ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသဖြင့်ရေရှည်တွင်အစိုးရ၏ပြည်သူ့ကျန်းမာရေးဝန်ထုတ်ဝန်ပိုးဘတ်ဂျက်နှင့်အရင်းအမြစ်ခွဲဝေမှုများအပေါ်အငြင်းပွားဖွယ်ရာများဖြစ်ပေါ်စေခဲ့သည်ထို့သို့ဖြစ်ပွားလာသောအခြေအနေများကြောင့်အကယ်၍လူဦးရေသည်ဆက်တိုက်တိုးပွားနေမည်ဆိုပါကပြည်သူ့ကျန်းမာရေးပညာရေးနှင့်အများပြည်သူဆိုင်ရာဝန်ဆောင်မှုများအပါအဝင်ထိုင်းနိုင်ငံ၏လူမှုဖူလုံရေးစနစ်ကမည်များအထိလက်ခံပံ့ပိုးပေးနိုင်မည်နည်းဟုအပြောင်းအလဲများစွာကမေးခွန်းထုတ်လာကြသည်တစ်ဖက်တွင်လည်းရွှေပြောင်းလုပ်သားများသည်ဖူးခက်ပြည်နယ်၏စီးပွားရေးအထူးသဖြင့်လုပ်သားအင်အားအမြောက်များကိုမိခိုနေရဆဲဖြစ်သောခရီးသွားလုပ်ငန်းနှင့်ဝန်ဆောင်မှုစီးပွားရေးကဏ္ဍတို့ကိုရှေ့သို့တွန်းတင်ပေးနေသည့်အရေးပါသောမောင်းနှင်အားဖြစ်သည်ဟုရှုမြင်သည့်သဘောထားများလည်းရှိနေသည်သို့တော်လည်းအဆိုပါကိစ္စရပ်သည်စီးပွားရေးအရာအကျိုးအမြတ်ဖြစ်ထွန်းမှုရှုထောင့်နှင့်အနာဂတ်တွင်အစိုးရအရင်းအမြစ်များအသုံးပြုရမှုအပေါ်တက်ရောက်နိုင်ခြေရှိသည့်စိုးရိမ်ပူပန်မှုများရှိနေခြင်းကြောင့်လူမှုအတိုင်းဝိုင်းကြားတွင်ငြင်းခုန်ဆွေးနွေးနေရဆဲဖြစ်သည်ဤကိစ္စရပ်အပေါ်ကောက်ချက်ချနိုင်ရန်အတွက်ဗတ်စုံထောင်းစုံမှပုံရိပ်ကိုရှင်းလင်းစွာမြင်တွေ့နိုင်ရန်နှင့်တင့်လျော်သောမူဝါဒများချမှတ်နိုင်ရန်အစိုးရဌာနဆိုင်ရာများမှအချက်လက်များနှင့်ကဏ္ဍစုံမှလေ့လာဆန်းစစ်မှုများအပေါ်ဆက်လက်မိခိုရန်လိုအပ်နေပါသေးသည်